ခန္ဓာကိုယ်ရေတက်ပြေဝဖို့အတွက်ခရမ်းညည်သည်နဲ့တခွားသည်ဘယ်ဟာကပိုကောင်းသလဲပထမဆုံးတခွားသည်ကိုကြည့်အောင်ပါတခွားသည်မှာရေတက်က65%ကနေ96%အထိပါဝင်ပါတယ်ဒါရင်မကသေးပါဘူးကယ်လိုရီနဲ့ဆိုဒီယမ်လည်းအရင်နေပါပြီးဗီတာမင် C နဲ့ဗီတာမင် K လည်းကျော်ဝစွာပါဝင်တာကြောင့်ကိုယ်လေးချိန်ထိန်းသိမ်းဖို့အတွက်အကောင်းဆုံးဖြစ်သလိုနှလုံးကျန်းမာရေးအယိုးကျန်းမာရေးနဲ့အစာကျေစနစ်ကိုအားဖြည့်ပေးတာဒူးရင်းတကြားတဲ့ကိုထိန်းညှိပေးတာတွေအတွက်ပါအထူးကောင်းမွန်ပါတယ်ဒါဆိုရင်ခရမ်းညည်ဒီဘက်ကိုလှည့်ကြည့်အောင်ပါခရမ်းညည်ဒီမှာလည်းရေဓာတ်က93%ကနေ95%အထိပါဝင်တဲ့အတွက်အရန်ကောင်းမွန်တဲ့တဘာဝရေဓာတ်ပြည့်ရင်းမြစ်တစ်ခုဖြစ်ပါတယ်တကွားသီးနဲ့မတူတာကတော့ခရမ်းညည်ဒီကအာဟာရဓာတ်တွေအရန်ကျော်ရတဲ့အစားအစာတစ်ခုဖြစ်တာပါပဲသူ့မှာနှလုံးကျန်းမာရေးကိုအထောက်အကူပြုပေးတာကိုလက်စထရောကိုကောင်းမွန်စေရနဲ့ရောင်မှုကိုသက်သာစေရဲ့လိုက်ကိုပင်ဘီတာကာရိုတင်းလိုမျိုးအန်တီအောက်ဆီဒန့်တွေနဲ့ကွာဇာတင်လိုမျိုးပေါ်လီဖီနော်တွေအပြည့်အဝပါဝင်ပါတယ်ဒါအပြင်ဗီတာမင် C ဗီတာမင် K1 ဖောလိတ်နဲ့ပိုတက်ဆီယမ်တွေပါဝင်တာကြောင့်တွေးပေါက်ခြင်းကိုထိန်းညှိပေးပြီးနှလုံးရောဂါဖြစ်နိုင်ခြင်းကိုပါရှော့ချပေးနိုင်ပါတယ်ဒါဆိုဘယ်ဟာပိုကောင်းလဲရေဓာတ်ပမာဏကိုပဲတက်ကြည့်မယ်ဆိုရင်တော့တခွားသီးမှာရေဓာတ်နည်းငယ်ပိုများတာကိုတွေ့ရပါတယ်ဒါပေမဲ့တကယ်တမ်းမှာတော့ဒီဟင်းသီးရွက်နှစ်မျိုးစလုံးဟာခန္ဓာကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့ရေဓာတ်ကိုအများကြီးဖြည့်တင်းပေးနိုင်တဲ့အကောင်းဆုံးအစားအစာတွေဖြစ်ပါတယ်